မိဝါရေးအဖပြောတဲ့လိပ်စာတော့ငါတို့ရောက်ပြီးမြေပုံတိုင်းလိုက်ရှာကြည့်အောင်လေ အေးငါတို့တေချာဂရုစိုက်ပွားမယ်နော်တော့ဝလည်းတော်နဲ့နေတယ်ဟုတ်ဒီမကြီးဒီနေရာနေဆိုရင်ငါတို့ရှိဘူးတိတ်မဝေးတော့ဘူးပဲ ဟေးအတန်တခုခုချားတယ်လို့ပဲနော်တေချာလက်ကျူးဆိုင်သွားအောင် အေးငါလည်းအတန်တစ်ခုခုကြားတယ်သတိထားဟဲနောက်မှမွေပြီးွားရဲ့အဘပြောတဲ့ကားကိုယူ အော်ဝီစီကွာစားအောင်ဝီစီကွာစား တော်သေးတာပေါ့အဘပြောတဲ့ကားကိုယူလိုက်လို့နောက်မှဆိုရင်ငါတို့မလွယ်ဘူး အေးနောက်မှနောက်ဖက်ဘာကောင်ကြီးလည်းမသိဘူးဖြေးဟေးဒီကာရာလဲသူ့ကိုမနိုင်တော့ဘူးဟူတော်သေးတာပေါ့ဒီကောင်ကြီးလက်ကလည်းငါတို့အငန်ပြေးနိုင်လို့ပဲဖိုက်ကစားလာပြီးငါတို့တခုခုစားအောင်လေ ဒီတော့ရာထူးဆန်းလိုက်တာဒီမှာပန့်သေးတွေကိုကြည့်ရောမင်းဖြူရေ အေးဒီတော့ကြီးကအံ့ဩစရာကြီးနဲ့ပြည့်နေပါလားငါတို့ရှိမှဟိုမှရေတနာကြီးနဲ့လှိုင်ကိုတွေ့ပြီ ယေငါတို့နောက်ဆုံးမတွေ့ဟာ အေးငါတို့ရေတနာတွေကိုရပြီငါတို့ဒီမှာလမ်းတွေ့တယ်ဒီလမ်းနေပဲဖြင်ကြမယ်ဟေး မိခရီရွာလေးရသူစီရတယ်ငါတို့ပြင်သွားရင်ပတ်ဆိုင်ရင်မပါဘူးလို့ပြောချလို့ဒီနေ့ပတ်ဆိုင်ကြွယ်ပြီးတော့ငါတို့စီးသွားရအောင်မိ အေးအဲ့ဒါဆိုရင်ငါတို့ညစီလေးတွားကြရအောင်အေးဒီနေ့မုံတဲ့တွေကပူဆုံးသူပဲနော်နင်ပါစားမလဲ နော်မွေးနာလေးဆိုင်ခေါင်းမထင်းနဲ့နော် အဲ့ဒါဆိုလာခဲ့ငါစားနေကြဆိုင်ခေါ်ရမယ် ဘုံမွေးနာလေးကမွေးပြီးကောင်းလိုက်တာစားတူကောင်းလိုက်တာဟဲ့ ဟေးတငယ်ချင်းမိချုံနဲ့မိကွာဖဲသွားမလို့လေ ဟဲ့ညိုမတွေးထားကြပြီနော် ဒီမတွေ့လာကြပြီငါကဒီမှာစီးပွားရေးတွေလုပ်နေလို့လေ ဟေးဘာစီပွားရေးလုံးနေကြတယ်ပြောပါဦး နာကလမ်းပါစီကမှာလုံးနေတာမင်းတို့မင်းသားတွေပါလိုက်ပြင်ချင်းငါ့ကိုပြောလေ ဟုတ်လားငါရလေးစိတ်ဝင်စားတယ်ငါတို့လည်းဒီမှာဆီလီကွန်ထိတ်ချင်နေတာ ဒါရီယာတွေခေစားလာပြီဆိုတော့မလေးအလမ်းပါစီးကလေးကောင်းမှရှာနေတာနေမှုတူးတယ်ဆိုတော့တော်ပြီလေ ဒါဆိုငါနဲ့တခါလေးလိုက်ခဲ့လေငါလိုက်ပြပြီးမယ် အေးဒါဆိုတော့ကြဆိုလေ ဟေးဒါစီခန့်ရောက်ပြီ နင်ပြောတော့လှပါစီကန်ဆိုဒါကဘာစီကန် လာငါနောက်လိုက်ခဲ့သိလိမ့်မယ် ဟေးဒီမှာငါပြောတဲ့စီကံကိုရောက်ပြီလေ လူမျိုးနေ့ရဲ့စီကန်အောင်စိတ်ကောချရလာရင် စစ်ချရလာဘောတငယ်ချင်းရဲ့ဟာ ငါတို့ဘာလို့ဖမ်းတာလဲငါတို့ပြန်လို့ပေး မလွတ်ပေးဘူးနေတဲ့ငယ်ချင်းကနင်တို့နှစ်ယောက်ကိုရောင်းစားလိုက်တာ မိပြိုရဲ့ပြီးတာနောက်မှလိုက်လာနေပြီ နင်တို့နှစ်ယောက်ကိုရက်လိုက်ဟာတန်းနဲ့ပြစ်လိုက်မှာနော် မိပါရေးမရက်လိုက်နဲ့ပြေးငါတို့လွတ်အောင်ပြီးမရမယ်ဖြည်းဖြည်းအရှိမရေးစက်ကငါတို့တခါတည်းအကူကြီးဝင်တောင်းမယ်တော်သေးတာပေါ့ငါတို့အသက်ဘေးရလွတ်သွားပြီ မင်းတို့ခုအစာပြီးဖဲလိုက်ပြီးမှန်ကိုလောက်တာကိုတရားမဝင်စေးကဖွင့်တာကိုမင်းတို့ခုအစာပြီးဖဲလိုက်ပြီး ငါတို့အလားပါမဲ့လို့ငါတို့သိမလို့ဖြစ်ခဲ့ပြီဝိုင်းဟူအစားပြီးတော်ပြီးငါတို့ရုပ်ရည်ရှိတဲ့တိုင်းလေးပဲနေတော့မယ် မင်းသမီးလေးအစားအသောက်ရရောက်ဒီဥဆိုင်ပြီးတတိပရိယာနဲ့နေနော်ပင်လာဆောင်ခါနာနိုင်တင်ပေါ်တဲ့ရှိသေးတာမို့လို့ ကောင်းမသူကတရနေတဲ့ပေါ်လီ你ဘယ်တော့မှအရှိစနေလက်မထက်ကဘူးကြည်တာလိုက် နေကောင်းကြတော့ယူပြီးရိုင်းမင်းသမီးလေးကိုပြန်ပြီးတော့ကျိုးမယ်နော် ပြောစရာကြီးမေးပါရေးငါတို့ပုံမြင်ဆောင်တဲ့ရောက်နေတာငါတော့မင်းသားအရှိဆမင်းသားနဲ့မင်္ဂလာဆောင်ကတော့မေးပြောလိုက်တာ အေးဒါပေမဲ့အဘကိုလည်းစိတ်ပူတယ်အဘတယောက်ဖြစ်စင်နပ်ကြီးရလားမသိဘူးမိဖြူရဲ့အနောက်မှာကြည့်ရောငါတို့ကိုလိုက်ဖမ်းနေပြီငါတို့ကိုလုံးချက်မဲ့သူရှိတယ်တော့ဖြီးတာမိဖြူရဲ့ဖြီးတာ ငါတို့အရှိဆန်နဲ့မင်္ဂလာမဆောင်ဘဲနဲ့ငါတို့ကတော့တက်ခံရတော့မှာပဲကဲကြပါဦးအဘကြီးကဲပါဦးမိဝါရဲ့ရှေ့မှာကြောက်ကြီးရဲ့အာငါတို့ဘယ်ကိုရောက်နေရလဲငါတို့ဘဝကိုပြင်ရောက်လာပြီလား မိဖြူမအောင်မမီလား အေးမှတ်မိတယ်ဒါဆိုရင်ငါတို့အိမ်မမဟုတ်ဘူးပေါ့တကယ်ဖြစ်သွားတာပေါ့